listening လဲရဘဟုတူတာလဲရစကားပြောလဲရမယ်ဆို YouTube channel တစ်ခုကိုဆိုဒီနေ့မှာဝင်ပြပေးချင်ပါတယ်ဆိုတော့မြန်မာနိုင်ငံမှာလဲ book summary ကအရင်နာမည်ကြီးအောင်ဆိုတွေ့ရပါတယ်ဆိုတော့ဂျပန်ဘက်မှာလဲဂျပန်စကားလဲရမယ်ပညာလဲရမယ်ဘဟုတူတာလဲရမယ်ခိုင်ဝါလဲရမယ်အဲ့လိုမျိုးတိုးတက်စေတဲ့ဆို book summary ကိုဆိုအရင်နှစ်ကတည်းကရှာဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီဟာလေး2000ရုံနဲ့ကိုကဒီဂျင်သွားရင်လည်းပဲ2000နာပဲဖြစ်ဖြစ်ကိုအလုပ်သွားရင်လည်း2000နာပဲဖြစ်နားဆင်နိုင်တယ်ပေါ့နော်ပထမတစ်ခုကတော့မီတိုင်းကခုဆိုတဲ့ channel ပေါ့နော်။တော့ကြတော့သူ manga ပုံစံဖြစ်တယ်ပေါ့နော်။ manga ထဲမှာဒီဇက်ကောင်ကသူ့ရဲ့တခြားဇက်ကောင်တွေကိုဒီစာအုပ်နဲ့ပတ်သက်ပြီးညှိုးတာပေါ့လေ။ဒီစာအုပ်ကကောင်းနေဒါမှမဟုတ်ရှင်ဒီစာအုပ်နဲ့ပတ်သက်ပြီးတော့မျိုးမျိုးပြန်လဲဆွေးနေတဲ့အရာလေးတွေပေါ့နော်။တာမန် book summary ကိုအစနဲ့အဆုံးရှင်းပြတာတဲ့သူကကြတော့ manga ထဲမှာ character နှစ်ယောက်ကဒီစာအုပ်နဲ့ပတ်သက်ပြီးတော့ဆွေးနေတာတွေခါကြိုင်ပါတတ်တယ်ပေါ့နော်။ဆိုတော့ဒီဟာလေးကကြတော့manga ကြိုက်တဲ့သူတွေအတွက်ပေါ့နော်။သူ့ရဲ့ဒီစကားပြောအတန်တွေက manga အတန်ဖြစ်တယ်။ပြီးတော့ဒီ vocabulary ဆိုလို့ရှိရင်လည်းကိုမကြောက်ဘူးတဲ့ vocabulary လည်းအမြဲတမ်းကြားရတယ်။ဆိုတော့နေ့တိုင်းစာအုပ်တွေကလည်းမတူဘူးပေါ့နော်။ဆိုတော့ဒီဟာတွေနားထောင်တာနဲ့ကိုက listening မှာလည်းတကယ်ကိုအကျိုးရှိမှလို့ထင်တယ်။ဒီ video တွေကလည်းအမှန်တမ်းပြောမယ်ဆိုလို့ရှိရင် M3 အထက်နားထောင်တာပို့ပြီးတော့အဆင်ပြေတယ်ထင်ပါတယ်။ဘာဖြစ်လဲဆိုတော့နည်းနည်းစကလုံးတွေကနည်းနည်းခက်တယ်ပေါ့နော်။တစ်ခုကကြတော့ gakushiki salon တော့ကြတော့ manga ပုံစံမဟုတ်ပဲနဲ့တယောက်တည်းကနေပြီးတော့ဒီ video ကိုအစအဆုံးရှင်းပြသွားတာပေါ့လေ book summary လုပ်ပေးသွားတာ။တော့ကြတော့သူ့ရဲ့ဒီတစ်ခါလေကြာလို့ရှိရင်သူဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေသူ့ရဲ့ experience ပေါ်မူတည်ပြီးတော့သူကဒီစာအုပ်နဲ့ပတ်သက်ပြီးရှင်းပြတာ။အဲ့လည်းပါတော့သူကအရင်တော့စိတ်သက်ကြဘူးတဲ့ဘာညာပေါ့လေအဲ့ဟာနဲ့ပတ်သက်ပြီးဆိုအဲ့ဟာကိုပြန်ပြီးတော့ဝင်မျှပေးတယ်။နှစ်ခုစလုံးကတော့ကောင်းတယ်ဒီနှစ်ခုစလုံးကိုကနေပြီးတော့ listening မရဘူးဘယ်လိုလုပ်ရင်ကောင်းမလဲဆိုလို့ရှိရင်တော့ဒီလိုမျိုးchannel တစ်ခုကို subscribe လုပ်ပြီးတော့အမြဲတမ်းနှောက်ထောင်ပါတကယ်လို့ကိုကbasis level ပေါ့နော်L5 L4 တွေအတွက်ဆိုတော့ YouTube ညဟွန်ကောင်မှာဖွင့်လာပါတယ်ဒါကတော့ဒီတင်ပေးမဲ့ teacher ပေါ့နော်ဒီ teacher ကတော့ဆိုတော့ speaking contest မှာလည်းပထမဆုရထားတာဖြစ်ပါတယ်ဆိုတော့2လတင်ပေးသွားမယ်အတန်းလေးရှိပါတယ်ရှင်အသေးစိတ်သိချင်ရင်တော့လာရောက်မေးမြန်းစုံစမ်းလို့ရပါတယ်အတိအကျဆိုအများကြီးတင်ပါတယ်